ကျန်းစာကိုကိုယ်တိုင်ဖတ်ဆရာမလို့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖြစ်ပါတယ်ဒီနေ့မှာတော့ကျန်းစာကိုကိုယ်တိုင်ဖတ်သိရင်လားဆိုတော့ကျွန်တော်တို့လေ့လာကြည့်အောင်ကျန်းစာဆိုတာကဘုရားသခင်ရဲ့စကားတော်ဖြစ်ပါတယ်ကိုကယုံကြည်သူတယောက်ဖြစ်ပြီးမအားလို့အချိန်မပေးနိုင်လို့ဆိုပြီးတရားဟောခြင်းတွေပဲနားထောင်ပဲဘုရားကြောင့်တိုက်လည်းကြားနေရတယ်ပဲဆိုပြီးကျန်းစာကိုကိုယ်တိုင်မဖတ်ပဲနေလို့မရပါဘူးဘာလို့လဲဆိုရင်ကျန်းစာဖတ်ခြင်းကဝิญဉ်ရေးရမှာအစာစားခြင်းနဲ့တူပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ရှင်နဲ့ကြီးထွားဖို့ရန်အတွက်ဒီနေ့မှာအစာ3နဲ့4နဲ့စားကြပါတယ်ဘာလို့လဲဆိုတော့လိုအပ်လို့ပါပဲပုံမှန်ဆိုရင်ငွေရွေတဲ့အချိန်မှာတော့သူများခွင့်ကြွေးရကိုစားရပြီးအရွယ်ရောက်လာတဲ့အခါမှာတော့ကိုယ်တိုင်စားကြပါတယ်ဒီလိုပါပဲကျွန်တော်ရဲ့ဝิญဉ်ရေးရမှာလဲမယုံကြည်ခင်ကလို့ယုံကြည်ကာစားကလို့ပဲအမြဲတမ်းတောင်းလျှောက်သူများခွင့်ကြွေးနေတဲ့နှုတ်ကပတ်တော်ပဲစားနေလို့မရပါဘူးကြီးထွားရေးကြက်လာပြီးနှုတ်ကပတ်တော်အစာကိုကိုယ်တိုင်စားကြရပါမယ်ယောရှုတစ်ရှင်မှာလဲနှုတ်ကပတ်တော်ကိုနေညမပဲကြည့်ရှုဖတ်ရဖို့အတွက်တိုက်တွန်းထားပါတယ်ကျွန်တော်တို့ကျမ်းစာကိုကိုယ်တိုင်မကြည့်ရှုမဖတ်ရဘူးဆိုရင်ဩဝါဒအမှားတွေနဲ့တွေ့တဲ့အခါမှာအဲ့ဒီအရာတွေနောက်လိုက်ပါပြီးကိုယ်တိုင်မှာမာရင်းသွားနိုင်ပါတယ်ပြီးတော့အဲ့ထက်ပိုဆိုးတာကဒီလူပြောတာဒီဆရာပြောတာကောင်းတယ်သူပြောရမှန်တယ်အကုန်ယုံလို့ရတယ်ဆိုပြီးတမာကျမ်းစာထက်လူပုဂ္ဂိုလ်တွေတရားဟောဆရာတွေကိုပို့ပြီးယူတည်လာတဲ့ကိစ္စတွေလည်းဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ဝิญဉ်ရေးရမှာအားနေမသွားအောင်ရိုင်လဲမသွားအောင်မှားရွေးမသွားအောင်ကျမ်းစာကိုကိုယ်တိုင်ဖတ်ရှုရကြပါမယ်ဒီနေ့တော့ရောကျမ်းစာဖတ်ပြီးပြီလားမဖတ်ရသေးဘူးဆိုရင်တော့အခုပဲသွားဖတ်လိုက်ပါ